အာတင်တာ အာတင်တာပါ အာတင်တာ အာတင်ထားပါခင်ဗျာ ဒီလူတွေအားတင်းတာပါ အားလုံးပဲအတင်းထားပါလို့ အာတင်ထားပါအာတင်ထားပါလို့ အတင်းထားကြပါစေ အာတင်ထားပါ အတင်းထားပါအတင်းကြပါ အာတင်ထားပါရန်ကုန်ကလည်းအတူတူရှိနေပါတယ်ဖိုက်ကြီး မန္တလေးအာတင်တာစကိုင်းအာတင်တာရန်ကုန်ကလည်းအားလုံးနဲ့အတူရှိနေပါတယ်အားလုံးပဲအာတင်ထားပါနော် မန္တလေးအတင်းထားပါစကိုင်းတိုင်းအတင်းထားပါ သမီးတို့ရန်ကုန်လူတွေကလည်းအကိုတို့ဘက်မှာမားတို့ဘက်မှာအများနဲ့ရှိပါတယ် မန္တလေးကပြည်သူတွေစကိုင်းကပြည်သူတွေအကုန်လုံးအတင်းထားကြပါရှင့်ကျမတို့တွေအကုန်လုံးအားလုံးနဲ့အတူတူရှိနေပါရှင့် အကောင်းဆုံးအများတန်းရှိတယ်စိုးတာတွေလာပြီးရင်ကောင်းတာတွေလာလိမ့်မယ်ဒါကြောင့်ဘယ်တော့မှအားမလျှော့ပါနဲ့လို့အာတင်တာပါလို့ စကိုင်းအတင်းထားနေပြည်တော်အတင်းထားမန္တလေးအတင်းထားရန်ကုန်တူတူရှိနေပါမယ် မြင်းကလေးတန်းခံစားနေရတဲ့ပြည်သူအားလုံးအတင်းကြပါ မန္တလေးအာတင်ထားနေပြီးတော့အာတင်ထားစကိုင်းအာတင်ထားရန်ကုန်မှာလည်းအားလုံးနဲ့အတူထပ်တူထပ်မြတ်ရှိနေပါတယ် မြန်မာနိုင်ငံမှာဒီငလင်ဘေးနဲ့တက်ဆိုင်တဲ့အရာတွေကြုံတွေ့နေရတဲ့ပြည်သူတွေအားလုံးပဲအာတင်ထားပါလို့ကျွန်တော်တို့အားလုံးနဲ့အတူတူဝမ်းနေရပါတယ် ကိုမိသားစုမပါပေမဲ့လည်းဖြစ်သွားတဲ့လူတွေအတွက်လည်းစိတ်မကောင်းပါဘူးအားလုံးထပ်တူထပ်မြတ်ခံစားရပါတယ်ကျွန်တော်တို့လည်းတတ်နိုင်သလောက်ဝိုင်းဝန်းကူညီပါမယ် မန္တလေးသူအားလုံးအတင်းထားပါရန်ကုန်ကနေပြီးတော့စတောင်းပေးပါတယ်နေပြီးတော့ရှိတဲ့လူတွေလည်းအားလုံးပဲအတင်းထားပါလို့စတောင်းပေးပါတယ်ရှင် ဟောမန္တလေးစကိုင်းနေပြီးတော့ငရေတန်းခံစားတွေအကုန်လုံးအာတင်ထားပါရန်ကုန်ကလည်းအတူတူရှိနေပါတယ်ဖိုက်ကြီး မတ်လ28ရက်နေ့တော့မြန်မာနိုင်ငံမှာငလျင်အကြီးကျယ်လှုပ်သားခဲ့ပါတယ်အဲ့ဒီပြင်းထန်တဲ့ငလျင်ကြောင့်လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသလိုအိုးအိမ်တွေလည်းပျက်စီးခဲ့ရပါတယ်ကူအဲ့တတိကိုမြင်ရဖက်ရတယ်ကအရန်လဲစိတ်မကောင်းဖြစ်ရတယ်ဝမ်းလဲနေရတယ်အရန်တုံလုံးခဲ့ရပေါ့နော်အားကြောင့်ကူပုံမှန်ရိုက်နေကြဘူးတွေကိုမတင်ဖြစ်တာတစ်ပတ်ကျော်သွားပါပြီငလျင်ဘေးတိပြည်တွေအတွက်ကူတို့အဖက်သားတွေအားလုံးပေါင်းပြီးတော့အခုလူတန်းမို့လုပ်နေပါတယ်အခုဒီဗီဒီယိုမှာဆိုရင်ငလျင်တန်းခံစားနေရတဲ့ပြည်သူတွေနဲ့ကူတို့ရန်ကုန်ကလူတွေအတူရှိနေရဆိုတဲ့အကြောင်းအားပေးစကားပြောထားပါတယ်မြန်မာကျပ်ငွေသိန်း100ကိုငလျင်တန်းခံစားနေရတဲ့ဒေသတွေရောက်ရှိအောင်လူတော်သက်မှာဖြစ်တယ်လို့ဒီနေ့ပဲသိပေးပြရလို့ရှင်